ဒီနေ့တော့ရေဆေးဘက်ကိုပြန်လာလို့ဖြစ်ပါတယ်ရှင်နန်းတုပ်ပေးနေတာကကတင်ခေါင်းရင်းပါအောက်ခံစည်းကိုနန်းတုပ်ပေးနေတာပေါ့နော်ဆေးတုပ်တဲ့နေရာမှာအောက်ခံစည်းကိုအထဲကောအပြင်ကောတစ်မျိုးတည်းပဲသုံးပါတယ်ဒါပေမဲ့တကယ်ဆေးရောင်ခါကြတော့အထဲဆေးနဲ့အပြင်ဆေးဆိုပြီးတော့ရှိပါတယ်ကိုအိမ်ထဲအတွက်ဆေးတုပ်မယ်ဆိုရင်အထဲဆေးဆိုရင်အထဲဆေးကိုရွေးပြီးတော့ဝယ်ရပါတယ်တကယ်လို့အပြင်ဆေးကိုတုပ်မယ်ဆိုရင်အပြင်ဆေးကိုရွေးပြီးတော့ဝယ်ရပါတယ်ရှင်နန်းကားရေဆေးတုပ်ရတာတိုက်ပါတယ်စီဆေးကတော့အနက်နည်းနည်းပြင်းတယ်ဆိုပေမဲ့စီဆေးလည်းတုပ်ရတာကြိုက်ပါတယ်ရှင်ပရိဘောကဆေးတွေကလည်းအနက်ပြင်းပါတယ်ပရိဘောကဆေးလို့ရတဲ့ချိန်လည်းအလားတူပဲကြိုက်တယ်ပေါ့နော်ဒီလိုအနက်ပြင်းတဲ့ဆေးတွေလုပ်တဲ့ချိန်မှာနှာခေါင်းကို mask တက်ပြီးတော့လုပ်ပါတယ်ဒီဗီဒီယိုတွေထဲမှာနန်း mask မတက်ရတာတွေရှိတယ်ဒါပေမဲ့တကယ်တမ်းလုပ်တဲ့ချိန်မှာနန်း mask တက်ပါတယ်ရှင်ဘာဆေးပဲတုပ်နန်းကဆေးတုပ်ရတာအကုန်ကြိုက်ပါတယ်တအိမ်လုံးကိုဆေးတုပ်လို့ပြီးသွားလို့ကိုလက်ရလေးကိုပြန်ကြည့်ရတာပီတိဖြစ်ရတယ်ပေါ့နော်ကိုလက်ရလေးကတရက်လေးပို့ပြီးတော့စိတ်ကြည်နူးရလေပါပဲရှင်ကတင်ခေါင်းရင်းကတော့6ခန်းလောက်ရှိတယ်ရှင်ဒါကတော့နန်းတစ်ခန်းတည်းပဲရိုက်ပြထားတာပေါ့နော်